ကျော်ကြီးဟာနတ်ဖျားလို့ကြုံဝါလိုက်တဲ့အချိန်မှာကောင်းကင်ကဆုချီးမြှင့်တဲ့အနေနဲ့မိုးကြိုးတစ်ခုပစ်ချတာကိုခံလိုက်ရပါတယ်။ပွဲပြီးမှရောက်လာတတ်တဲ့ကိုရဲကြီးတွေကတေဆုံးနေတဲ့အမျိုးသမီးတစ်ယောက်ကိုဟိုကြည့်ဒီကြည့်ရှောက်ကြည့်နေကြပါတယ်။ဂိမ်းနဲ့ထမင်းမဲတိတယ်ကလေးလေးကဂိမ်းမဲစော့နေလို့အိမ်သားမှာဘာဖြစ်သွားတာလဲမသိလိုက်တော့စူပူချင်းမောင်းခံနေရပါတော့တယ်တကယ်တော့မိုးကြိုးပစ်ခံလိုက်ရတဲ့ကျော်ကြီးကကလေးခန္ဓာကိုယ်ထဲကိုဝင်ရောက်သွားတာပဲဖြစ်ပါတယ်ကိုထင်တာကိုပြောနေကြတဲ့စောက်ထုံးတွေကြားတဲ့ကိုဉာဏ်ကြီးရှင်ကျော်ကြီးရောက်သွားတဲ့အခါလူသက်သမားကဒီအဆောက်အုံထဲမှာရှိတယ်လို့ပြောလိုက်ပါတယ်ကျော်ကြီးကအဲ့လိုပြောလိုက်တော့သဘောကျသွားတဲ့စောက်ထုံကြီးကမှုခင်းဖြစ်တဲ့နေရာကိုလာဖို့ခေါ်လိုက်ပါတယ်ကလေးကိုခုနကဘာလို့အဲ့လိုပြောတာလဲလို့မေးတော့ခင်ဗျားတို့ကငတုံးမို့လို့မသိတာလို့ရန်ထောင်ပြီးပြန်ဖို့လုပ်တော့စောက်ထုံကြီးကတားလိုက်ပြီးအကြောင်းရင်းကိုမေးလိုက်တော့ကျော်ကြီးကလည်းအထောက်ထားတွေကိုရှင်းပြတာပေါ့ကလေးအမကတော့သူ့ဆရာစောက်ထုံကြီးစူမှာကြောက်ပြီးတော့ကျော်ကြီးကိုရွက်ဆွဲဆုံးမလိုက်ပါတယ်ကွန်ပျူတာကိုဟိုနှိပ်ဒီနှိပ်လိုက်ပြီးတော့တရက်ခံဘသူလဲကျော်ကြီးကတိသွားပါတော့တယ်ကျော်ကြီးဟာတရက်ခံဘသူလဲဆိုတာကိုစုံထောက်ကြီးတွေကိုကူညီပြီးဖြည့်ရှင်းပေးလိုက်ပါတယ်